နဲ့လူလေကြတယ်ဆိုတာဘလို့ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အသိပညာဗဟုသုတတွေကိုမျှဝေပေးနေကျွန်တော်မျိုးလှန်ဦး coach တယောက်ပါကျွန်တော်ဒီနေ့ပြောပြပေးခြင်းတဲ့ topic ခေါင်းစဉ်အကြောင်းအရာ၄ရာတော့လူရည်လေယာနဲ့လူလေကြတာဆိုတဲ့ topic လေးဖြစ်ပါတယ်ဒီဟာကျွန်တော်ဘဝမှာတွေးကြုံခဲ့ရအတွေ့အကြုံတွေတစ်ခုနဲ့ကောက်လို့တင်ပြတာဖြစ်ပါတယ်အဲ့တော့လူရည်လေယာနဲ့လူလေကြတယ်ဆိုတော့ဘလို့ဟာမျိုးလဲဆိုတော့ကျွန်တော်ပြောပြပေးခြင်းပါလူရည်လေတဲ့လူဆိုတာကကျွန်တော်တို့သူများအကျိုးဟိုလေလိုလားတဲ့သူကို့အကျိုးကိုလေလိုလားတဲ့သူကိုများကိုဥဆောင်စီမံနိုင်တဲ့သူကိုလူရည်လေလို့ခေါ်ပါတယ်လူလေကြတဲ့သူဆိုတာကသူများပေါ်မှာခြံကြတတ်တဲ့သူနောက်တစ်ခုသူအကျိုးကိုပဲလိုလားပြီးသူများအကျိုးကိုမလိုလားတဲ့သူကိုကျွန်တော်တို့လူလေကြတဲ့လူလို့ခေါ်ပါတယ်ဟုတ်ကဲ့ပါဒီလူရည်လေနဲ့လူလေကြတဲ့လူနှစ်မျိုးလုံးကိုခေါ်ဝဲချာချာသိမြင်မှုအတွက်ကိုပထမဦးဆုံးအရင်ဦးဆုံးကျွန်တော်တို့သုံးသက်ဆင်ခြင်ကြည့်ဖို့လိုသလိုကိုနဲ့ပေါင်းတင်းတဲ့လူကိုလည်းကိုဟာသူများလူလေကြတဲ့လူလားလူရည်လေတဲ့လူလားဆိုတာကိုခေါ်ဝဲချာချာသိမြင်ဖို့လိုပါတယ်ဟုတ်ကဲ့ပါကျွန်တော်ပေးဝေတဲ့ဒီ knowledge လေးကလူကျုံတို့အတွက်အသိပညာတစ်စုံတရာရသွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော် comment box အောက်မှာတော့ဝင်ရောက်ဆွေးနွေးသွားနိုင်တယ်လို့ကျွန်တော်ရဲ့တက်တော့ channel ကိုလည်း follow လုပ်ပေးခြင်းဖြင့်ကူညီပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်